အားလုံးမင်္ဂလာပါကျွန်တော်ဆရာဒေးဗစ်လာပါရှေးဥစွာဖျားခင်ကျေးဇူးတော်ထူပဲချီးမွမ်းပါတယ်ဖျားခင်ပြင်ဆင်ပေးချမ်းဖြစ်တနေ့ပြီးတနေ့ကျွန်တော်ညီကိုမောင်နှမတွေနှုတ်ကပတ်တော်နဲ့ခွန်အားပေးရတဲ့ခွင့်ကိုပြင်ဆင်ပေးတဲ့ဖျားရှင်နာမဘုန်းကြီးပါစေ This is the day that the Lord has made and we will rejoice and be glad in it နေ့ရက်စနေမှာဝမ်းမြောက်ဖို့အကြောင်းပဲဖြစ်တဲ့ညီကိုမောင်နှမတို့နေ့ရက်စနေမှာတင်းရဲ့ဝမ်းမြောက်ခြင်းအဘယ်သူမှမခိုးယူပါစေနဲ့တင်းဒီအခြေအနေကတင်းကိုမလှည့်စားပါစေနဲ့အဲ့ဒီအခြေအနေအားလုံးခဏပဲဖြစ်တယ်တင်းအကောင်းဆုံးမျှော်လင့်ရင်အချိန်တိုင်းအကောင်းဆုံးဖြစ်လာမှာဖြစ်ပါတယ်ဟာလေလုယာဖျားရှင်ဒီကောင်းမြတ်တဲ့ဖျားဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ရန်အတွက်နှုတ်ကပတ်တော်မသွားခင်လေးမှာကျွန်တော်အားလုံးခဏလောက်ဆုတောင်းကြရအောင်ဖျားရှင်ကိုတော့ယေရှုတင်တယ်ကောင်းမြတ်တော်မူသောဖျားဂီလာတော်စင်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါယခုခေရင်ဆိုးရရကာလမှာနှုတ်ကပတ်တော်နဲ့အတ္တတာကိုတိဆောက်ရတဲ့အခွင့်ကိုပြင်ဆင်ပေးလို့ကျေးဇူးတော်ချီးမွမ်းပါတယ်ဖျားရှင်ကိုရောဒီကောင်းမြတ်တဲ့ဖျားရှင်ဖြစ်တယ်နှုတ်ကပတ်တော်ကိုဘယ်အရာကမှစီးတားလို့မရပါဘူးဘယ်အရာကမှနှောက်ယှက်လို့မရပါဘူးကိုရောနှုတ်ကပတ်တော်ကတော့အချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းမှာကိုရောသားသမီးတွေထိရောက်အောင်ကိုရောပို့ဆောင်ပေးနေတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ကိုရောယေရှုတင်တယ်နှုတ်ကပတ်တော်မှာအသက်ရှိပါတယ်နှုတ်ကပတ်တော်ကအလင်းဖြစ်ပါတယ်ဒီနေ့မောင်မိတ်ထဲမှာရှိတဲ့သူတွေဟာအထူးအလင်းကိုမြင်ရပြီးတော့မှတကယ်မျှော်လင့်ခြင်းတွေရလာဖို့ကိုရောကောင်းကြီးပေးတော်မူပါစိတ်တိုက်ကြစိတ်ပြည့်နေသောသူတွေပင်လည်းပြန်လဲအားပြည့်လျက်ထပြီးတော့လင်းနိုင်တဲ့သူတွေဖြစ်စေဖို့ကောင်းကြီးပေးပါအချိန်တိုင်းကိုလက်တော်သူအနံပါ၏ယေရှုတော်ကြီးတဲ့ဝန်ခံလက်သခင်ယေရှုနာမနဲ့ဆုတောင်းဆက်ကပ်ပါ၏ဖာမဆောတော်ဖျားအာမင်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်တက်တာမှာဖြစ်တတ်တဲ့အရာလေးပေါ့နော်ဖြစ်တတ်တဲ့အရာလေးကဘာလဲလို့ဆိုတော့တခုပြဿနာဖြစ်လာရင်ဝမ်းနည်းစရာတွေကြုံလာရင်ဆူတောင်းတဲ့အခါမှာမရတဲ့အခါမှာငါဘာများမှားလို့လည်းမသိဘူးငါ့ကိုဖျားခင်နားမထောင်တော့ဘူးလားငါဆူတောင်းတောင်နားမညောင်းတော့ဘူးလားဆူတောင်းတာလည်းကြာနေပါပြီငါကဖျားခင်မနစ်သက်တာဘာတွေမဲ့လှုပ်ထားမိလို့လဲဖျားရှင်မနစ်သက်တဲ့အသက်တာထဲမှာငါဘာတွေမဲ့ရှိနေလဲငါဘာမှားနေလဲပိုင်းခြားမသိနိုင်ဘူးငါ့ကိုပဲစမ်းစစ်နေတာလားယုံကြည်ရှင်စမ်းစစ်နေတာလားငါအပြစ်ကြောင့်ငါခံနေရတာလားဘာဖြစ်လို့လဲဘာဖြစ်လို့တိုးလို့နဲ့သွားနေသူတွေအများကြီးရှိတယ်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်အဲ့ဒါလေးရှင်းထုတ်ပေးခြင်းတယ်အဲ့ဒါလေးကိုကျွန်တော်နားလည်စေခြင်းတယ်ကျွန်တော်အသက်တာနဲ့ရှင်တော့ဖျားခင်တုံတင်ခဲ့တဲ့အရာလေးပါကျွန်တော်ကိုယ်တိုင်ပင်လေတစ်ခါလေးမှာဖျားနဲ့သွားလာနေနေတကယ်ဗရိညင်ထဲမှာရှိနေဆိုတာတည့်ရသားနဲ့ကိုဒီ mindset ဆိုတာကတိတ်ကြောက်စရာကောင်းတယ်ဒီ mindset ကိုပဲစာတန်အဓိကတိုက်တာဖြစ်တယ်ကျွန်တော်အတွေးခေါ်အဓိကတိုက်တာဖြစ်တယ်ကျွန်တော်စဉ်းစားညံကိုအဓိကတိုက်ပြတာဖြစ်တယ်စာတန်ကဒီခါမှာကျွန်တော်တို့အလိုတော်ကိုမသိရင်သူ့ရဲ့သဘောတော်ကိုနားမလည်ကျွန်တော်ဆုံးရှုံးသွားမှာညီကိုမောင်မတို့စိတ်တက်ကြသွားမယ်စိတ်ပြတ်သွားမယ်ငါ့တော့ဖျားလက်မခံတော့ဘူးထင်တယ်ငါပြစ်ကအလောက်များတာဖျားခင်ငါခွင့်လို့ပါမလားငါ့ဖျားခင်လက်ခံပါမလားငါ့ဖျားခင်တကယ်မှချစ်သေးရဲ့လားဆိုတဲ့အတွေးတွေနဲ့တေးတာပဲကောင်းပါတကွာငါဒါဆိုငါ့ဘဝဆုံးရှုံးရတော့မှာလားအမျိုးစုံနဲ့ရှိနေတဲ့ယုံကြည်သူတွေဒီနေ့ကျွန်တော်အဖြေပေးခြင်းနဲ့ညီကိုမောင်မတို့အရှုပ်ထွေးပါစေနဲ့ရှင်းလင်းသောသဘောကိုဖျားခင်ပေးတာပါညီကိုမောင်မတို့စာရန်ကတော့လက်စားပြီးတော့တင်အတွေးခေါ်လေးရှုပ်ထွေးပြီးတော့မှဘာလို့ဘာကံမှမသိအောင်လုပ်တတ်တယ်တင်လောက်ရမယ့်အရာကိုဒီနေ့ကျွန်တော်ပြောပြတင်အဲ့ထဲမှာတင်ရှိနေလားအဲ့လူထဲမှာတင်ရှိနေလားအဲ့လိုမျိုးလူမျိုးထဲမှာတင်ရှိနေလားစိတ်တကြစရာမလိုဘူးစိတ်ပြက်စရာမလိုဘူးနှုတ်ကပတ်တော်နဲ့ဒီနေ့ခွန်အားပေးသွားဖို့အကြောင်းဖြစ်ပါတယ်နှုတ်ကပတ်တော်တစ်ပိုက်ကိုကျွန်တော်ဆင်ခြင်ကြရအောင်ရှင်မာသက်ခရစ်ဝင်အခန်းကြီး15မှာခင်ဗျရှင်မာသက်ခရစ်အခန်းကြီး15မှာကျွန်တော်တက်တာကိုဖျားသခင်ကဝိညာဉ်တော်အဖင်မိမောင်းထိုးပြခဲ့တဲ့အရာလေးတစ်ခုပါခင်ဗျရှင်မာသက်ခရစ်ဝင်အခန်းကြီး15အငယ်21ကနေ28အဲ့အကြောင်းအရာလေးကတီးပြီးသားအကြောင်းအရာလေးပါဒါပေမဲ့ထပ်ပြီးတော့မှဖျားသခင်ကကျွန်တော်တက်တာကိုထိုးရအဖင်ဖွင့်ပြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဖတ်ပြခြင်းတယ်ယေရှုသည်ထိုအရက်မှထွက်၍တူရုမြို့နှင့်ဇီးဒုံမြို့၏ကြီးလက်သို့ကြွတော်မူနှင့်ခါနာအမျိုးဖြစ်သောမိန်းမတစ်ယောက်သည်ထိုနယ်ဇက်မှထွက်လာ၍ဒါဝိဒ်၏သားတော်ရှင်ကျမကိုတနာတော်မူပါကျမ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတခေါမြပြန်တော်မူတပည့်တော်သည်ချင်းကပ်၍ထိုမိန်းမပြန်သွားသောအခွင့်ကိုပေးတော်မူပါငါတို့နောက်လိုက်၍ဟစ်ကြော်လဲနေပါသည်ဟုတောင်းလျှောက်ကြ၏ကိုရောကလည်းဣသလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါအခြားသောအမျိုးရှိရသောငါကိုမစစ်မလို့ဟုမိန့်တော်မူ၏
ထိုမိန်းမသည်ချင်းကပ်၍ပြောက်ဝတ်လျက်ကျမကိုကယ်မတော်မူပါသခင်ဟုရှောက်ပြန်လျင်ကိုတော်ကတာ၏အစာကိုယူ၍ခွေးအားမပေးမချအဟုပြန်ပြောတော်မူ၏မိန်းမကလည်းမှန်ပါ၏သခင်ခွေးမိသည်ကမိမိသခင်၏စပွဲမှကြသောစနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုရှောက်ပြန်လျင်ထိုမိန်းအိုးမိန်းမတင်းသည်ယုံကြည်အားကြီးလာပြီတင်းအလိုရှိသည့်တိုင်တင်း၌ဖြစ်စေဟုမိန့်တော်မူ၏ထိုချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေဝေါဒါလေးကြောင့်ဆင်ခြင်မှုဖြစ်တယ်ဒီအမျိုးသမီးဟာဘယ်အမျိုးလဲဆိုတော့ခါနာအမျိုးလေခါနာအမျိုးဆိုတာကဗရိညင်ထဲမှာမရှိတဲ့အမျိုးကျိန်ချင်းခံထားတဲ့အမျိုးခါနာအမျိုးအကြောင်းကိုသိချင်တယ်မှာကျွန်တော်တွေ့ရနော်ကပ္ပဦးကျမ်းခန်းကြီး9မှာခင်ဗျအခန်းကြီး9ငယ်20လောက်နဲ့ကျွန်တော်ဖတ်ပြမယ်ဒီတိုင်းတော့ပြောသွားရှင်တယ်ဒါပေမဲ့ဖတ်တာပို့တော့ရှင်းတဲ့အတွက်ကြောင့်နောအေးဒီလေလုတ်တော်အတက်ကိုပြုစု၍စပြေဥယင်ကိုစိုက်လေ၏စပြေကိုလည်းတောက်ရရစ်မှုသဖြင့်မိမိတဲ၌အဝတ်မချုံပဲနေလေခါနာ၏အဘဟာမသည်မိမိအဘခါနာ၏အဘဟာမသည်မိမိအဘ၏အဝတ်ချီးစီရှိသည်ကိုမြင်လင်ပြင်မရှိသောအကိုနှစ်ယောက်ကိုပြောလေ၏ရှေမနေရဖတ်တို့သည်အဝတ်ကိုယူ၍ပခုံးပေါ်မှာတင်ပြီးနောက်သို့ဆုတ်သွား၍မိမိအဘအဝတ်ချီးစီရှိသည်ကိုဖုံးကြ၏သူတို့သည်ပြင်သို့မျက်နှာပြုသောကြောင့်မိမိအဘ၌အဝတ်ချီးစီရှိသည်ကိုမမြင်ရနောအေးသည်ရစ်မှုချင်းပြောက်၍နိုးသောအခါမိမိ၌တားငယ်ပြုသည်ကိုသိလို့လျင်ခါနာနီကျင်ညွန့်ခံပါစေအကိုတို့၏ကျွန်တို့၌ကျွန်ဖြစ်ပါစေဟုဆို၏ခါနာနီကျင်ခြင်းကိုခံပါစေခါနာနီကျင်ခြင်းကိုခံပါစေဆိုတော့ခါနာကျင်ခြင်းခါတဲ့အမျိုးဖြစ်တယ်ခါနာကဗြိညင်မရှိတဲ့အမျိုးဖြစ်တယ်ဆိုခါနာအမျိုးဖြစ်သောမိန်းမတစ်ယောက်ဒီထိုနယ်ဇက်မှထွက်လာ၍ဒါဝိဒ်ရဲ့သားတော်ရှင်ကျမကိုတနာတော်မူပါတနာတော်မှာဟစ်ကြော်တယ်အဲ့ကမှစကားတစ်ခုမှပြန်မပြောဘူးတဲ့အဲ့ကမှတပည့်တော်တွေကကိုတော်တဲ့ဒီလောက်လိုက်ပြီးတော့ on နေတဲ့သူဒီလောက်လိုက်ပြီးတော့ချင်းကပ်ပြီးတော့မဟလားlike on နေတဲ့သူနည်းနည်းလေးတော့ပြန်ပြောပေးပါတစ်ခုလောက်ကိုတော့ပြောပေးပါတစ်ခုဆိုကိုတော့ပြောတယ်ဣတလာအမျိုးဝင်ပြောင်းနေတော့သုံးများမှာတပါအခြားသောမျိုးရှယ်ငေါ့မစင်မလို့တပြောလိုက်တာပါလေပရိညင်ရှိတဲ့သူတို့ပဲဝိညာဉ်ရေးရမှာဝိညာဉ်အဆက်ရှိတဲ့သူပဲငါကကျေးဇူးပြုမယ်ကွာလို့ပြောလိုက်တာအဲ့နဲ့ထုံမိန်မချင်းကပ်ပြီးတော့ပြောက်ဝတ်ပြီးတော့မှကျမကိုကယ်မတော်မူသခင်ဟုရှောက်ပြန်လျင်းနေကိုရောကတိုင်းအစာကိုယူခွေးရမပေးမချအဲ့ဒီအကြောင်းကတိပိတာညီကောင်မှာဒါပေမဲ့ဒီနေ့ကျွန်တော်ရှင်းစေချင်တဲ့အရာလေးကိုသင်အထဲမှာရှင်းသွားဖို့ရန်အတွက်ဖျားခင်ဖွင့်ပြတဲ့အရာတင်ရပါစေဒီ revelation ကိုဒီဖွင့်ပြခြင်းတင်ရသွားပါစေအဲ့ဒါအရေးကြီးတယ်ညီကောင်မှာတော့ဆိုခါမှာစပ်ပြီးတော့မှကိုရောကျမကိုကယ်မတော်မူပါသခင်ထိုမြတ်ဒီချင်းကပြောင်းလဲကျမကိုကယ်တော်မူပါသခင်ကယ်တော်မူပါသခင်လို့ရှောက်တဲ့အခါမှာကိုတော်ကတိုင်းအစာကိုယူခွေးရမပေးမချပြောချင်တာပါလေဗရိညင်ထဲမှာမရှိတဲ့သူပြောင်းလဲတော့တိုးတာပြီးတော့ငါတိုးတွေအတွက်ပဲငါသားတွေအတွက်ပဲပြောချင်တာကဖယားနဲ့ဗရိညင်ရှိထားတဲ့သူပဲဖယားစကားနဲ့အတူအသက်ရှင်တဲ့သူတွေအတွက်ပဲငါလာတာကွာငါလုပ်ပေးနိုင်တာကွာလို့ပြောလိုက်တာဒါဆိုဘသူကဝမ်းနဲ့စရာကောင်းသွားလဲဖယားနဲ့အတူမရှိတဲ့သူဖယားနှုတ်ကပတ်တော်နဲ့ဘလို့သွားလာမှမသိတဲ့သူဖယားရဲ့အလိုကိုနားမလဲတဲ့သူအပြစ်ထဲမှာရှိနေတဲ့သူသူများပြစ်ပယ်ခြင်းခံထားတဲ့သူမျောလင့်ခြင်းမဲ့နေတဲ့သူဘလို့ဆူတောင်းမှန်းတော်မှမသိတဲ့သူဘလို့အားကိုးမှန်းတော်မှမသိတဲ့သူဘလို့ဖျားသခင်ထံသို့တိုးဝင်ရမှန်းတော်မသိဘူးကျမ်းစာတစ်ပိုက်တောင်အလုပ်မရတဲ့သူအဲ့အတွက်ကမျောလင့်ခြင်းမဲ့သွားပြီပေါ့ဒါပေမဲ့ညီကိုမောင်မအဲ့လူအတွက်ကျွန်တော်ပြောပြမယ်ခုပဲဒီအမျိုးသမီးအသက်တာတိုးဝင်ပါဆက်ပြီးတော့တိုးဝင်ပါဒီအမျိုးသမီးဆက်ပြီးတော့တိုးဝင်တယ်ဟုတ်ပါတယ်တဲ့ခွေးမြည်ဒီကားတဲ့မိမိသခင်စပွဲမှာကြတော့စနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါဤဟုရှောက်ပြန်လင်အိုမိမတင်ဒီအိုမိမတဲ့အံ့ဩသွားပြီအိုမိမတင်းဒီယုံကြည်အားကြီးလာပြီတင်းအလိုရှိတဲ့တိုင်းတင်းတိုင်းဖြစ်စေတယ်ဝါ
ဟုတ်တယ်ဗရင်ညင်ထဲမှာသမီးမရှိဘူးသမီးနှုတ်ကပတ်တော်လည်းမသိဘူးသမီးဘလို့ကိုးစားမှလည်းမသိဘူးသူများလို့လည်း hallelujah praise the lord လည်းမအော်တတ်ဘူးတခြင်းလည်းမဆိုတတ်မချီးမွမ်းတော့မကိုးကွယ်တော့ဒါမဲ့တခုတော့ရှိတယ်ဘုရားခင်ဒီသမီးရဲ့တားရဲ့အတ္တရဲ့လွတ်မြောက်ရာအကြောင်းတားရဲ့အတ္တရဲ့မင်္ဂလာဖြစ်စရာအကြောင်းတားရဲ့အတ္တအတွက်သမီးအတ္တအတွက်ရှင်းလာမယ့်အနာဂတ်မှာအာမခံနေတာကိုရောဖြစ်တယ်ဆိုတာသမီးသိတယ်တားသိတယ်ဒီလောက်ပဲသိတယ်ဒါတွေသိနာမလို့ဒါမဲ့ကိုရောတားရဲ့ကိုးစားစရာတားရဲ့ခိုးလုံရတားရဲ့ရဲတိုင်းတားရဲ့ဥချိုဖြစ်တယ်ဆိုတာတားသိတယ်ကိုရောမှာပဲအဖြေရှိတယ်အခုကြုံတွေ့နေတဲ့တားရဲ့ပြဿနာသမီးရဲ့ပြဿနာတော့အဖြေဟာကိုရောပဲဖြစ်တယ်ကိုရောဟုတ်တယ်အတိတ်မှာပြန်ကြည့်လိုက်သမီးရဲ့တက်တာမှာကောင်းခဲ့တာဘာမှမရှိဘူးတားရဲ့တက်တာမှာကောင်းခဲ့တာဘာမှမရှိအကောင်းဆုံးအသက်ရှင်ခြင်းပါတယ်ဒါပေမဲ့အကောင်းဆုံးအသက်ရှင်ခြင်းပဲအကောင်းဆုံးမဖြစ်လာဘူးဇာတိစိတ်ကများနေတယ်ကောင်းတာသိတယ်မလုံနိုင်ဘူးမကောင်းတာသိတယ်မရှောင်နိုင်ဘူးဒီအတွက်ကြောင့်သမီးဒီဒုက္ခတွေခံစားနေရတာလားတားခံစားနေရလားဆိုတော့ဝါမနဲ့ညီကိုမောင်မတို့ဘုရားခင်ထံမှာတိုးဝင်လိုက်စမ်းပါဘာကြောင့်လဲခရိယာတတ်တာဆိုတာညီကိုမောင်ကကျွန်တော်ပြောပြမယ်တင်စ조사ပြီးတော့လှုပ်ဆောင်ရတာမဟုတ်ဘူးတင်အထဲကနေခရစ်တော်ကအသက်ရှင်ပေးမှာဖြစ်တယ်တင်လုံနေတာခရစ်တော်ပဲဘုရားရှင်ထံသို့တိုးဝင်လိုက်စမ်းပါတိုးဝင်လိုက်စမ်းပါဒီအမျိုးသမီးကဲ့သို့ကိုတော့ဟုတ်ပါတယ်ဗရင်ညင်ထဲမှာမရှိပါဘူးဘလို့ကိုယ်ကွယ်မှမသိပါဘူးကိုတော့တားလည်းမဟုတ်ပါဘူးတိုးလည်းမဟုတ်ပါဘူးဒါပေမဲ့တိုးလည်းမဟုတ်ဘူးတားလည်းမဟုတ်ပေမဲ့ကိုတော့ထံသို့တိုးဝင်တယ်ကိုတော့မှတားတော့အဖြစ်ရှိတယ်သမီးတို့အဖြစ်ရှိတယ်ဆိုတာတားယုံတယ်သမီးယုံတယ်ကိုတော့မှပဲအဖြစ်ရှိတယ်ဆိုတော့တိုးဝင်ကြည့်စမ်းပါခိုးလုံးကြည့်စမ်းပါကိုးစားကြည့်စမ်းပါစပ်ပြီးတော့မှဆွဲမလျှော့ပါနဲ့အဲ့ချိန်ကဖျားခင်ကလေသူများနဲ့မတူတဲ့မဆာချင်းဒီဖျားကြောင့်တော့ပုံမှန်မတတ်မိပါဘူးတင်ဖေဘလို့ကိုယ်ကွယ်မှတော့မသိပါဘူးမတင်တကယ်ပဲတင်လက်ရှိချင်းနေတဲ့အတင်တကယ်ယုံထွက်ခြင်းလားအဲ့ဘဝထဲကနေတင်တကယ်လွတ်မြောက်ခြင်းလားတင်ရဲ့ဝမ်းနေခြင်းနဲ့ကြေကွဲခြင်းအထီးကျန်ခြင်းနဲ့ငါဒါတွေခံစားနေရတာငါအပြစ်တွေကြောင့်လားအပြစ်တွေကြောင့်လားဆိုတဲ့အတိတ်ကနေပြီးတော့အရေးအမေးရလိုက်ပြီးတော့တင်ဆွဲချနေတဲ့ဘဝနဲ့တင်လွတ်မြောက်ခြင်းလားတခုပဲဒီအမျိုးသမီးရဲ့တတ်တာကိုကြည့်လိုက်ဒီအမျိုးသမီးဟာကျင့်ချင်းခါတဲ့မျိုးသမီးတားလည်းမဟုတ်ဘူးတိုးလည်းမဟုတ်ဘူးကြုံအဆင့်ပဲရှိတယ်ခွေးမိတီကဟာလာစပွဲမှာကြားတဲ့စနုပ်စပေါက်ကိုတော့စာမြေထုံးစံရှိတယ်မဟုတ်ဘူးလားတားအတွက်ကျွေးလို့တမီးအတွက်တားအတွက်တိုးတွေအတွက်ကနေပြုတ်ကျလာတဲ့ဟာလေးလို့စာမြေထုံးစံပြောချင်တာပါလေ mercy and grace ကိုတဘောပေါက်ရင် grace ကိုနားလဲသွားတဲ့ခါမှာ yes ထိုက်တန်တာတော့မဟုတ်ပေမဲ့ဂျေဇုတော်ဆိုတာပါလေမထိုက်တန်မဲနဲ့ရတာဂျေဇုတော်အဲ့ဒီစနိုးစပေါက်ကျလာတာအဲ့ဒါ grace ပဲအဲ့ဒါလေးလို့စာမြေထုံးစံရှိပါတယ်မဟုတ်ဘူးလားPlease စာမြေထုံးစံရှိပါတယ်မဟုတ်ဘူးလား Yes ကိုရောနှလုံးသွားထိပြီအိုးမိမတင်းဒီယုံကြည်အားကြီးလာပြီတင်းအလိုရှိတဲ့တိုင်း Wow တင်းအလိုရှိတဲ့တိုင်းတင်းနိုင်ဖြစ်စေ Hallelujah တင်းအလိုရှိတဲ့အတိုင်းတင်းနိုင်ဖြစ်စေတယ် Wowသူရဲ့မင်္ဂလာဖြစ်သွားတာမဟုတ်ဘူးအဲ့လိုပြောတဲ့ချိန်မှာသူ့သမီးကလွတ်မြောက်သွားပြီသူ့အိမ်တော်ကကောင်းကြီးဖြစ်သွားပြီသူ့မှာမင်္ဂလာဖြစ်သွားပြီဘာကြောင့်လဲဟာလေလုယာဟာလေလုယာဗြိဉ္ဉ်ထဲမှာမရှိပါဘူးအတိတ်ကပြန်ကြည့်လိုက်အမင်္ဂလာမျိုးရိုးပါဘာကောင်းကြီးမှမရှိခဲ့တဲ့မျိုးရိုးပါဒါပေမဲ့အဲ့ဒီမှာပဲမနေပါဘူးယေရှုကျွန်တော်ခေါ်ပါသည်ချာတော့သူကိုခေါ်၍နေစဉ်လုံးမသွားပါနဲ့ဟုတ်တယ်သူများလို့ဘုရားအတွက်မှုတော်ဆောင်ခဲ့လည်းဘာမှမရှိဘူးစက်ကခဲတာလည်းဘာမှမရှိဘူးဘုရားခင်အတွက်လူဒန်းခဲတာလည်းဘာမှမရှိပါဘူးမထိုက်တန်ပါဘူးဒါပေမဲ့အဲ့ဒီစနုပ်စပေါက်ကိုတော့စာမြေထုံးစံရှိတယ်စနုပ်စပေါက်ကဘာလဲ grace yes
မထိုက်တန်တဲ့သူထိုက်တန်စေတာကိုတော်ဆိုတာတားသိတယ်သမီးသိတယ်မဆုံးနေတဲ့သူဆုံးနေစေတာကိုတော်ပဲဖြစ်တယ်ဆိုတာတားသိတယ်သမီးသိတယ်လောကအဖြစ်မရှိတော့ကိုတော်ကတားရဲ့အဖြစ်ဖြစ်တယ်ဆိုတာတားသိတယ်လဲကြတဲ့ခါမှာထူမနေတာလဲကိုတော်ပဲဖြစ်တယ်ဆိုတာတားသိတယ်ရေစားတဲ့ချိန်မှာရေကိုပေးနေတာလဲကိုတော်ပဲရှိတယ်ငတ်မွတ်နေတဲ့ချိန်မှာကျွေးနေတာလဲကိုတော်ပဲဖြစ်တယ်ဘာဖြစ်လို့လဲကိုတော်ကဂျေဇုတော်ဖြစ်လို့ဖြစ်တယ် Grace is a person ကိုတော်ထံသို့တူဝင်လာပါတယ် Wow အိုးငါသားတဲ့ယုံကြည်ခြင်းအားကြီးလာပြီထိုက်တန်ခြင်းမထိုက်တန်ခြင်းကိုကြည်တာမဟုတ်ယုံကြည်ခြင်းကိုကြည်တဲ့ဘုရားရှင်ဖြစ်တယ်စုံလင်ခြင်းမစုံလင်ကိုကြည်တာမဟုတ်ယုံကြည်ခြင်းကိုကြည်တဲ့ဘုရားရှင်ဖြစ်တယ် Hallelujah ဟောယုံကြည်ခြင်းနဲ့တိုးဝင်စမ်းပါဒီအမင်္ဂလာအကုန်မင်္ဂလာပြတ်ဖြစ်လာလိမ့်မယ်ဝမ်းနဲ့ခြင်းနဲ့ဝမ်းမြောက်ခြင်းပြတ်ဖြစ်လာလိမ့်မယ်ငိုကြွေးခြင်းနဲ့တခြင်းဆိုရတဲ့ခွင့်ဖျားရှင်ပြင်ဆင်ပေးလိမ့်မယ်အဲ့ဒါကိုပြောတာရှင်လုကာခရစ်ဝင်အခန်းကြီး18မှာရှင်လုကာခရစ်အခန်းကြီး18မှာအငယ်1ကနေကျွန်တော်စဖတ်ချင်တယ်လူတို့ဒီအာမယောပဲကြိုးစားပြီးဆူတောင်းမိအကြောင်းကိုဥပမာစကားအပြင်မိန်တော်မူသည်ကမြို့တစ်မြို့၌ဖျားခင်မကြောက်ရွံ့လူကိုအာမနာတတ်သောတရားသူကြီးတယောက်ရှိ၏ထိုမြို့၌နေသောမုတ်ဆုံးမတယောက်သည်တရားသူကြီးထံသို့သွား၍ကျမရံပတ်ကိုလက်စားချေလောက်အောင်အပြစ်လျောက်ဒဏ်စီရင်ပါဟုတောင်းပန်တော်လဲတရားမစီရင်ပဲကြာမြင့်စွာနေတယ်ကြာမြင့်စွာနေတယ်ဖျားသခင်အဖေမပေးတဲ့ခါမှာဆူတောင်းလို့အဖေမပေးလာတဲ့ခါမှာကြာပြီ no စိတ်ဓာတ်မချနဲ့ဆပ်တော်ဝင်စားမှာဘာတမမကြောက်ဘူးဘယ်လောက်ဆူတောင်းဘာဖြေမှလည်းမရဆပ်တော်ဝင်စားမှာအဖြေဆိုတာဝေးတော့ဝေးသွားသည်ဆပ်ပြီးတော့ဆူတောင်းစားမှာကျွန်တော်အားပေးချင်တယ်အားမလျှော့ပါနဲ့ don't give up လုံးဝအားမလျှော့နဲ့ဆပ်ပြီးတော့ဝင်တင်ရမယ့်အကျိုးကကြီးတယ်ဒါကြောင့်တင်ဆပ်ပြီးတော့ဝင်စားမှာတင်ရမယ့်မင်္ဂလာကတိတ်ကြီးတယ်ဆပ်ပြီးတော့ဝင်စားမှာ hallelujah လက်ဖက်ကောင်းကိုစားဖို့ရန်အတွက်ကတော့ဟလာအမြင့်ဆုံးနေရနက်နဲကြာသွားတယ်မဟုတ်ဘူးလားဒါညီကိုမောင်တို့ကျွန်တော်ပြောပြချင်တယ်ဖျားရှင်အင်မတန်မှကောင်းမြတ်တဲ့ဖျားရှင်ဖြစ်တယ်တင်တော့အကောင်းဆုံးပြင်ဆင်ထားတယ်တခုပဲတင်ထိုက်တန်ခြင်းမထိုက်တန်ခြင်းထက်တင်ယုံကြည်ခြင်းနဲ့ကိုရောသာတိုင်းမျောလင့်ရပါကိုရောသာတိုင်းအဖြစ်ပါကိုရောဘက်သားမျောလင့်တယ်ကိုရောဘက်သားခိုလုံးမယ်ကိုရောဘက်သားအားကိုးမယ်ဆိုတဲ့နှလုံးသားလေးပဲရှိလေစမ်းပါတင်ထိုက်တန်ခြင်းမထိုက်တန်ခြင်းမကြည့်ဒီမျိုးသမီးကမထိုက်တန်တာပါမထိုက်တန်တဲ့သူပါဒါပေမဲ့ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာအိုမိန်းမတင်ယုံကြည်အားကြီးလာပြီတင်ယုံကြည်တဲ့တိုင်းတင်နိုင်ဖြစ်စေတယ်ဝါယုံကြည်ခြင်းနဲ့တိုးဝင်လာရင်အမြဲတမ်းလက်မခံတာမရှိဘူးဒါပေမဲ့တခုပဲဘယ်လောက်တိတင်ပြင်းပြတဲ့ယုံကြည်ခြင်းရှိတယ်အင်္ဂလိပ်လိုဆိုရင် radical faith no ကိုရောထမှာဖြစ်ရှိတယ်ဖျားခင်ထံသို့ချင်းကပ်တော်သူဒီဖျားခင်ရှိတယ်ဆိုတာသိရမှာကိုတော်ကိုရှာတော်သူကအကျိုးပေးနိုင်တယ်ဆိုတာယုံကြည်ရမယ်ယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးလေ hallelujah တော့ဒီမှာတွေ့ကြာမြင့်တဲ့ကအိုးတရားမစီမဲ့ကြာမြင့်စွာနေထို့နောက်တရားသူကြီးကငါသည်ဖျားသခင်ကိုမကြောက်မရွံ့လူကိုအာမနာတတ်တော်သူဖြစ်တော်လေဤမုတ်ဆိုးမသည်ငါကိုနှောက်ယှက်သောကြောင့်သူ့ဘက်၌တရားစီရင်မည်သို့မဟုတ်အစဉ်လာ၍ငါကိုပင်ပန်းစေလိမ့်မည်ဟုစိတ်ထဲ၌အကြံရှိမတရားသောထိုတရားသူကြီးအကြံကိုမှတ်ကြလော့ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည်ညနေ့မပြတ်အော်ဟစ်၍တောင်းလျှောက်နေဘုရားခင်သည်သူတို့ဘက်၌တရားမစီရင်မဲ့နေတော်မူမည်လောဟာလေလုယာနေ့ညမပြတ်အော်ဟစ်၍တောင်းလျှောက်နေနေ့ညမပြတ်အော်ဟစ်၍တောင်းလျှောက်နေဘုရားခင်သည်သူတို့ဘက်၌တရားမစီရင်မဲ့နေတော်မူမည်လောကြာမြင့်စွာတီးခံတော်မူမည်လောငါဆိုသည်ကသူတို့ဘက်၌အလင်းမြန်တရားစီရင်တော်မူမည်သို့တော်လည်းငါသည်အလင်းမြန်တရားစီရင်မိတဲ့သူတို့ဘက်မှာသို့တော်လည်းလူသားသည်ကြွလာတော့ကယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မိလို့သခင်ဖျားမိန်တော်မူတယ်ငါတခုပဲစိုးရင်နေတဲ့ငါမင်းတို့ဘက်မှာခိုင်ခန့်စွာရက်တည်ပေးမယ်ငါမင်းတို့ဘက်မှာတရားစီရင်မယ်ငါမင်းတို့ဘက်မှာကြီးမားသောမင်္ဂလာကိုငါတည်ဆောင်လာပေးမယ်ဒါမဲ့တခုပဲတဲ့ငါပြန်ကြွလာရင်ယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မိလို့ငါစိုးရင်နေတဲ့
所以呢对米老虎的ခင်ဖျားမိန်တော်မူတယ်တဲ့ဘာပြောတာလဲသခင်ဖျားမိန်တော်မူတယ်所以呢ငါကြီးမားသောအမှုငါပြုချင်တယ်ဒီမုတ်ဆိုးမလို့မရမချင်းတိုးဝင်တဲ့အတ္တငါဖျားကပေးကိုပေးမယ်ဒီအမှုကိုကြီးတော်မှုကိုဖျားရှင်ပြုကိုပြုမယ်ငါသားလွတ်ကိုလွတ်မြောက်မယ်ငါခင်မွန်းတဲ့လွတ်ကိုလွတ်မြောက်မယ်ငါအလုံးမှာကြီးတော်မင်္ဂလာဖြစ်လာလိမ့်မယ်ငါပန်းနိုင်ကိုရောက်ရမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ဖျားခင်ထံသို့တိုးဝင်တော်သူလုံနေတယ်ဟုတ်တယ်စာစုတောင်းတာတော့ကြားနေပြီ3နှစ်လောက်ရှိပြီ4နှစ်လောက်ရှိဘာမှဖြစ်မရဘူး no silent ဖြစ်နေပါလိမ့်မယ် silent ဖြစ်နေပါလိမ့်မယ်အခုနာကအမျိုးသမီးခါနာမျိုးသမီးယေရှုခရစ်တော်ထံကဘာအတန်မှမကြားတော့ညာလဲရအောင်တိုးဝင်တယ်ရအောင်တိုးဝင်တယ်ရအောင်တိုးဝင်တယ်သူ့မှာတန်တရားအများကြီးရှိသွားနိုင်တယ်ငါ့ကိုတော့သူအဖြစ်ပေးတော့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါတိုးဝင်မှာမဟုတ်တာသူတို့ဣသလအနွယ်မှမဟုတ်တာငါကဗြိဉ္ဉ်ထဲမှာရှိတဲ့လူမျိုးမှမဟုတ်တာငါဆက်စုတောင်းလဲဘာမှထူးမှာမဟုတ် no အဲ့ဒါစာရန်စီယာလာတဲ့အတွေးခေါ်ဖြစ်တယ် no keep on praying keep on hallelujah ဘုရားခင်နဲ့ဆက်ပြီးကိုးကွယ်စမ်းပါဆက်ပြီးချီးမွမ်းစမ်းပါဆက်ပြီးတော့ဝန်ခံစမ်းပါဆက်ပြီးတော့မျှော်လင့်စမ်းပါအချိန်တန်တဲ့အခါမှာအော်ဘွယ်တော်အမှုကိုပြုလိုက်မယ်နှုတ်ကပတ်တော်ဘာပြောလဲဟေရှာ40မှာဘာပြောလဲထာဝရဘုရားမျှော်လင့်တော်သူတို့မူကားအားပြေကြလိမ့်မယ်ရွှေလင်းတာကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မယ်ပြေးတော်လည်းမပင်ပန်းခရီးသွားသောအခါမမောရကြလို့ပြောတဲ့ဘုရားရှင်လေအာမခံချက်ပေးထားတဲ့ဘုရားရှင်လေထာဝရဘုရားညှော်လင့်တဲ့သူကအားပြေတဲ့ခွင့်ကိုဘုရားရှင်ပြင်ဆင်ထားတယ်ဒါဝိမင်းကြီးကဘာပြောလဲဆိုတဲ့အခါမှာငါမူကထာဝရဘုရားကိုပဲညှော်လင့်မယ်ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ငါရဲ့ကြောက်ငါရဲလိုက်ငါကိုးစားရဖြစ်တယ်လို့အမြဲတမ်းပြောတယ်ဒါတော့သူ့ရဲ့တက်တာဒုက္ခမရှိဘူးလားရှိပါတယ်ပြဿနာမရှိဘူးလားရှိပါတယ်အခက်အခဲမရှိဘူးလားရှိပါတယ်ဒါပေမဲ့အဆုံးမှာတော့အမြဲတမ်းအောင်မြင်ခြင်းနဲ့အဆုံးသတ်တယ်မဟုတ်ဘူးလားအမြဲတမ်းတတ်တည်ရတယ်မဟုတ်ဘူးလားအမြဲတမ်းသူများရှိမှမျက်နှာရတဲ့ခွင့်ကိုဘုရားရှင်နောက်ဆုံးမှာပြန်ပြင်ဆင်ပေးတယ်မဟုတ်ဘူးလားယောဘရဲ့အတ္တတာကောမခံရဘူးလားဒုက္ခတွေခံရပါတယ်ဒါပေမဲ့အကောင်းဆုံးမျှော်လင့်တယ်ဘာမျှော်လင့်လဲငါသွားမယ်လောက်ငါသိတယ်တဲ့စစ်တော်မူခြင်းခံပြီးမှရွှေကဲ့သို့ငါပြန်ပေါ်လာမယ်ဆိုတာငါသိပြီးသားငါဆက်ပြီးတော့ကိုးကွယ်မယ် choose to praiseဆက်ပြီးတော့ချီးမွမ်းခြင်းကိုရွေးချယ်ပလိုက်စမ်းပါဘုရားကအချိန်တိုင်းလှပဆိုအလိုလိုသူများပြောလိမ့်မယ်မင်းဆုတောင်းလဲဘာမှမထူပါဘူး no ဒီမုတ်ဆိုးမကဲ့သို့မရမချင်းတိုးဝင်တဲ့ကြာမြင့်စွာတရားမစီရင်တော်ညာလဲဆုတောင်းတယ်မတရားတဲ့တရားသူကြီးတော်မှဒီအမျိုးသမီးကိုထောက်ပြီးတော့မှဒီအမျိုးသမီးရဲ့ဇွဲကိုထောက်ပြီးတော့မှလှုပ်ပေးရတယ်ဆိုရင်တရားသဖြင့်စီရင်မဲ့ဘုရားသခင်တင့်ဘက်မှာအကောင်းဆုံးလုပ်ကိုပြင်ဆင်ထားပြီးသားတခုပဲလို့တယ်ယုံကြည်ခြင်းဘာလို့ယုံတာလဲဘုရားခင်ထံသို့ချင်းကပ်တော်သူဒီဘုရားခင်ရှိတယ်ဆိုတာကိုယုံစမ်းပါကိုတော့ကိုရှာတော့သူကအကျိုးပေးနိုင်တယ်တင့်စီကဘုရားလိုတာတခုပဲငါမဆုံးလင်းဘူးငါမတန့်ရှင်းဘူးငါကမကောင်းဘူးငါပရိညင်ထဲမှာမရှိဘူးငါမကောင်းတာဖြစ်ခဲ့တဲ့အတွက်ကြောင့်ငါသမီးလေးနှက်ဆိုးဆွဲနေပြီငါဆုံးဖြတ်ချက်ချရမှားခဲ့လို့ငါသမီးလေးမှာအမင်္ဂလာဖြစ်နေပြီငါရွေးချယ်တာမှားခဲ့လို့ငါသားသမီးလေးမှာအမင်္ဂလာဖြစ်နေပြီ stop itရပ်ပလိုက်အဲ့တွေးခေါ်နေအဝဲမခံနဲ့ hallelujah ဟောတိုးဝင်စမ်းမှာကိုတော့စနုစပေါက်ကိုတော့စာမြေထုံးစံရှိပါတယ် grace ဂျေဇုတော်ခံစား권ရှိပါတယ်ဂျေဇုတော်ဆိုတာကထိုက်တန်တော်သူတွေအတွက်ပဲမဟုတ်မထိုက်တန်တဲ့သူတွေအတွက်လည်းဖြစ်တယ်ဒါကြောင့်ကိုတော့အဲ့ဒီဂျေဇုခံစားဖို့အတွက်နာနာတိုင်းဂယုနာတိကိုပေးကိုတော့ပြင်ဆင်ထားပြီးသားဘယ်နာတာတော့မင်္ဂလာဖြစ်လာမလဲဆိုတော့မသိဘူးမနှက်ဖြစ်ခြင်းဖြစ်မယ်တပတ်ခါဖြစ်ခြင်းဖြစ်မယ်နောက်တစ်လမှာဖြစ်ခြင်းဖြစ်မယ်နောက်တစ်နှစ်မှာဖြစ်ခြင်းဖြစ်မယ်ဒါမဲ့ဆက်ပြီးမျောနေမယ်နနက်မှာဂယုနာတိကိုပြင်ဆင်တယ်အဲ့နနက်ကမကြခင်ရောက်လာမယ်ဆိုတာဒါယုံတယ်မရောက်မချင်းကိုတော့အချိန်မှာလှပဆိုအလုံးလုံးတာစပြည့်ကုန်ပြီဆိုတာနဲ့ချက်ချင်းလောက်တာမဟုတ်ဘူးဒါပေမဲ့ကိုတော့လှုပ်တဲ့စပြည့်ရလည်းပဲသူများနဲ့မတူတဲ့အကောင်းဆုံးစပြည့်ဖြစ်ရတဲ့ခွင့်ဖျားရှင်ပြင်ဆင်ထားပြီးသားကိုတော့ယေရှုတင်တယ်မှတ်ထားကုန်တဲ့ခါမှာချက်ချင်းမပေးဘူးသူ့အချိန်မှာသူလှပဆိုလှုပ်တဲ့အလုပ်ကစပြည့်ရပဲမဟုတ်ဘူးအကောင်းဆုံးစပြည့် the best and the best and the best အကောင်းဆုံးကလှုပ်ဆောင်လာမှာဖြစ်တယ်ဆိုတာသိပြီးတော့မှမျောလင်းလေဝမ်းမြောက်တင့်ကိုတင်ကြည့်ပြီးအားမငယ်နေနဲ့တင့်ကိုတင်ကြည့်ပြီးဝမ်းမနေနေနဲ့တင့်အတွက်ယေရှုအမြဲတမ်းအစဉ်တည်းရှိနေတင့်ကိုသိချစ်တဲ့ဘုရားရှင်ရှိတယ်တင့်ကိုအမြဲတမ်းတင်ယုံကြည်ခြင်းနဲ့တိုးဝင်လာတာကိုစောင့်မျှော်နေတဲ့ဘုရားမှတ်ထားကျွန်တော်ပြောမယ်ဒီအခြေအနေကိုကြည့်ဒီအမျိုးသမီးကမထိုက်တန်ပါဘူး
ဒီအမျိုးသမီးကမစုံလင်ပါဘူးဒီအမျိုးသမီးကပြည်ညင်ထဲမှာမရှိပါဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့တိုးဝင်တဲ့အခါမှာအိုးမိန်းမတင်ယုံကြည်ခြင်းအားကြီးလာတယ်တင်ယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေမဟုတ်ဆိုမှကြာမြင့်စွာတရားမစီရင်တော့ညာလည်းပဲဇွဲနဲ့လုံးလာနဲ့ဖျားရှင်အချိန်တိုင်းလုံးမယ်ဆိုတဲ့မျှော်လင့်ခြင်းနဲ့တိုးဝင်တဲ့အခါမှာမတရားတဲ့တရားသူကြီးတောင်မှလုတ်ပေးရတဲ့ဆိုရင်တရားသဖြင့်စီမယ်ဘုရားကအော်ဝဲလုပ်လိုက်မယ်အဆုံးလေးမှာတစ်ချက်ပဲယုံကြည်ခြင်းကိုမြည်ကြီးမှတွေ့ရမည်လို့သခင်ဘုရားမိန်တော်မူ၏တဲ့မြည်ကြီးပေါ်မှာလေငါကြီးမားစွာလှုပ်လှုပ်ခြင်းတယ်တခုပဲယုံကြည်ခြင်းကိုငါမတွေ့ရမှာငါဆိုရင်လည်းဒီတခုပဲလို့လေတင်းရဲ့အားငယ်ခြင်းတွေတင်းရဲ့မဆုံးနေခြင်းတွေတင်းရဲ့မတတ်ရှင်းခြင်းတွေကြည့်ပြီးတော့မှဝမ်းမနေမနေနဲ့မထိုက်တန်တဲ့သူထိုက်တန်စေတဲ့ယေရှုမဆုံးလင်တော့သူဆုံးလင်စေတဲ့ယေရှုယုံကြည်ခြင်းနဲ့တိုးဝင်တော့သူတို့လက်ခံတယ်စနေနေ့ပတ်လို့တွေ့တူနာဆွဲတဲ့အမျိုးသမီးကမထိုက်တန်ဘသူ့မှတွားထီလို့မရတဲ့သူဒါပေမဲ့ယေရှုကိုတွားထီတော့တဘိုးထွက်သွားတယ်မဟုတ်ဘူးလားသူဘာလို့တွားထီတာလဲယုံကြည်ခြင်းနဲ့ထီရင်အမင်္ဂလာတော့မင်္ဂလာအကုန်ပြန်ဖြစ်သွားတယ်ယုံကြည်ခြင်းနဲ့တိုးဝင်ခြင်းဟာအမင်္ဂလာနဲ့အကုန်မင်္ဂလာပြောင်းသွားတယ်ဒီတစ်ခုပဲလိုတယ်ယုံကြည်ခြင်းနဲ့ဒီနေ့ပြန်တိုးဝင်စမ်းပါဟာလေလုယာမကြခင်ပါတဲ့နှလုံးသားပြောင်းလို့ငါ့ကိုအရှိတိုင်းလက်ခံမဲ့ယေရှုရှိတယ်ငါ့ကိုအရှိတိုင်းလက်ခံမဲ့ယေရှုရှိတယ်ငါ့ကိုအရှိတိုင်းလက်ခံမဲ့ယေရှုရှိတယ်တခုပဲငါလုံးဝယုံတယ်ကြည်တော်မှုကိုဘုရားငါ၌ပြုမယ်လို့သင်ဆက်လက်ပြီးတော့မှတိုးဝင်စမ်းပါမကြခင်ပါကြီးတော်မှုသင်မဲမဟုတ်သင်မိသားစုတစုလုံးပါခံစားတဲ့ခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးမယ်လို့ပြောရင်လည်းဒီနေ့တော့ဒီရလေးနဲ့ပဲခွန်အားပေးသွားချင်ပါတယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ love you all